ဒီနေ့လူငယ်လေးတယောက်ကလေဘာစီးပွားလုပ်ရမလဲလို့ကျွန်တော်လာမေးတဲ့အချိန်မှာကျွန်တော်ဗာပြပြတယ်လို့တားလို့သူနေတဲ့မျိုးနဲ့မေးလိုက်တယ်တားလို့မျိုးနဲ့မှလိုက်ကြည့်တာမွေးငါးဆိုင်ကောင်းကောင်းမရှိဘူးလို့မွေးငါးဆိုင်ကောင်းကောင်းလေးလုပ်ရောင်းပါလို့မွေးငါးဆိုင်ဆိုတာဟိုအိတ်ရှိပါမွေးငါးလေးကိုလေဟိုတနစ်တာဝင်ငွေလေးအတွက်ချက်တာမျိုးမဟုတ်ပဲနဲ့ဟိုအဖြစ်လေးရောင်းတာမဟုတ်ပဲနဲ့တေးချာနာလှဲဆိုလေလှဲကောင်းကောင်းမွေးငါးဆိုင်ဆိုလေထိုင်ကုန်လေး3 4ကုန်4 5ကုန်လောက်လေအဲ့ဒါဇွဲဝိုင်းလေးနဲ့ကြာနာတန့်ရှင်းနဲ့ရောင်းပါလို့ကောင်းမွန်ရောင်းပါမွေးငါးအများစုကကြတော့ဟိုခုနောက်ပိုင်းကြတော့ငါးစေးကြီးတာနဲ့ခိုးလာတာဖြစ်တဲ့အတွက်မွေးငါးကောင်းရောင်းမဲ့ဆိုင်မရှိလို့အစားအသောက်တွေကတကယ်တမ်းဆိုမွေးငါးဆိုတာမမြတ်ဘူးဆိုပါတက်ဝက်မြက်နော်အရေးနေမရှိဘူးဆိုရင်ကျွန်တော်ပြောလို့တာကမြန်ကြီးပွားခြင်းနဲ့ဆိုရင်တဝက်မြက်တဲ့အလုပ်တွေလုပ်ပါလို့နော်ဒီလုပ်မယ်ဆိုရင်ဒီတဝက်မြက်တဲ့အလုပ်မျိုးစားတောက်ကုန်လုပ်ငန်းတဝက်တေချာပေါက်ကျန်နော်အဖြစ်လေးရက်ွက်ထဲမှာအဖြစ်လေးနဲ့ဈေးလုံးချူလေးနဲ့အရန်ဈေးပေါ်လေးနဲ့အဖြစ်လေးရောက်ရင်မကြံဘူး तू ကမကြံဘူးဘာလို့လဲရောင်းအားကြောင့်မကြံတာတနေ့9000ရောက်ရရင် तू တဝက်ကြံမှာ2000ခွဲရမယ်လေ9000ရောက်ရတယ် तू ကဈေးလေးလျှော့လာတယ်ဆိုတော့ तू က1000ခွဲလောက်နဲ့ तू လိမ့်ဖက်နဲ့မတက်နိုင်ဟုတ်ဘူးစဖွင့်တဲ့ကတရက်ကို2သိန်းပိုးလောက်ရအောင်ရောင်းနိုင်မှ तू ကချမ်းသာမှာ2သိန်းပိုးလောက်ရအောင်တေချာပေါက် तू တနေ့3သိန်းကျန်သွားမယ်နော်ဒါကြောင့်မလို့ရောင်းမယ်ဆိုရင်စားတောက်ကုန်နေကို့ရက်ွက်ထဲမှာကို့မြို့နယ်ထဲမှာကို့ရက်ွက်လေးကို့လမ်းအောင်သွားမကြည့်နဲ့နော်ကို့တမြို့နယ်လုံးသွားကြည့်တမြို့နယ်လုံးအနီးနားခဝေးကလာပြီးကို့ချီကိုတကူးတကလာစားလောက်တဲ့နေရာမျိုးမှာကောင်းမွန်မရှိဘူးဆိုရင်အဲ့ဒီဟာကိုမွေးငါးမှလည်းမဟုတ်မွေးငါးဒီတန်မြန်မာလူတဲ့တဲကြည့်ကြမွေးငါးတကယ်ကောင်းအဝေးရလာစားပါနော်မွေးငါးတာတကယ်ကောင်းရအောင်အဝေးရလာစားမှာဖြစ်တဲ့အတွက်နော်ငါးကိုလည်းမခိုနဲ့အချိုမုတ်မများနဲ့ငန်းပြားကြီးကောင်းသုံးနော်ခုဆိုကျွန်တော်တို့နော်ဒါမွေးငါးကိုကျွန်တော်တို့ပွားလေးမွေးငါးတို့စတိုင်မျိုးကျွန်တော်တို့ချက်ထားတဲ့ဟာနော်တကယ်ကောင်းပါတယ်ပွားလေးမွေးငါးတော့ငရမ်းတယ်ဆိုတော့ကျွန်တော်လည်းပိုပြီးရတာပိုရှိအောင်ကျွန်တော်တော့ပတ်ကူဖြစ်အောင်လို့ဆိုပြီးတော့ကျွန်တော်တို့ကဒီမှာငရမ်းမွေးငါးကဲပေါ့ပါဦး sorry ငချင်းမွေးငါးလို့ချက်ပါတယ်ကဲလာဒါလေးငါးလေးထည့်မယ်နော်သူ့နေပြီနော်ရလာနော်ထည့်ဖို့ချက်လေးပြပါမယ်ကဲလာဒီလိုချင်းဒီမှာဂျင်းနှစ်ပိတ်တာကျက်တူနှစ်ပိတ်တာနော်ကဲမွေးငါအချိန်200ကိုနှစ်ပိတ်တာကြီးထည့်တယ်နော်ဒါမှတ်လို့လွယ်အောင်ဇပလင်8စီးလောက်ရှိတယ်နော်ဇပလင်အယိုးလေးတွေအောက်ခြေလေးတွေဒါနှစ်ပိတ်တာလောက်ရှိတယ်တမင်တက်ဒီရတာလေးမှတ်လို့လွယ်အောင်ကျွန်တော်ထည့်ထားတာငါးထည့်တာနော်မှတ်လို့လွယ်အောင်ကျွန်တော်တို့အချိန်နေအောင်နှစ်ပိတ်တာနှုံးနေနေပြီးသွားလိုက်နော်မှတ်လို့လွယ်အောင်ကဲကဲဒါလေးကိုဘုံမန်းစုအောင်ငါးတွေပွက်လာအောင်လုပ်ပဲနော်လုံးဝကျွန်တော်စီမတတ်ဘူးနော်လွယ်တယ်ဩပဲဟိုဒါပေါ့ဆယ်ပြီနော်ဆန်တော်မုတ်ငါးပြီဒါပဲပါတယ်ဒါကျွန်တော်ခုနထည့်တဲ့ပစ္စည်းအစုံဒါအစုံပဲနော်မွေးငါးချက်ဒီလေးကိုတေချာလေးပြပဲ0စနစ်ရိုက်တယ်နော်ပြောပါရပြီမပြောဘူးလေးကိုကြိုပြုတ်ထားပါတယ်နော်နေ့တည်းကြီးပဲသွားနော်ချုံမို့အထုပ်လက်အထုပ်ပါနော်ကဲငန်းပြားကြီးကျွန်တော်တို့ငါးပိတ်တာတော့သုံးတာပါတယ်နော်ငန်းပြားကြီးငါးပိတ်တာတော့သုံးတာပါတယ်မွေးငါးတစ်ခုရဲ့အရသာဆိုတာဒီလိုဘွန်းဆိုပြီးတော့လေအောက်အန်နေမှမွေးငါးတစ်ခုကကောင်းတာဗျာနော်ကဲအဲ့လိုတဲလိုက်ရင်မွေးငါးလीအကုန်စံတော်မုံနေရောပါလေရောအကုန်လုံးကြက်လုံးဝအရသာဖိမိပြီပါဒါမွေးငါးချက်ရောက်တဲ့လူတွေအကုန်သိတယ်ကျွန်တော်ပြောတာ
နော်သူ့ရဲ့စုံလည်းမရဘူးဘာကြည့်ဘုံဘုံကိုထိုးနေတာအဲ့လိုချက်ပလိုက်ရတယ်ဗျာမွေးကားတစ်ခုอ่ะခိုးလိုက်လို့ရတာပေါ့ဒါပေမဲ့တော့မကောင်းအကြလေးချက်တာနော်ကဲထည့်လုံးဝလေးကြာပြီးတော့ဒီလုံးဝရှန်တက်ခံပြီးဖြစ်သွားပြီးတော့မှပြသွားတော့မှပြောကောင်းပါကဲရတာလေးယူနေဗျာစုံးလေးပကန်းလေးပြီးနော်ကဲဒီမှာချက်နေကြမလို့ခွက်တိကြဘာမှလိုက်စရာမလို့နော်တော်ကောင်းနေပါဘူးနော်ငါးရက်များတော့ချိုးပါဟုတ်ပါငါးဘက်တွေနိုင်ချင်းနဲ့ဘဲဥနိုင်ချင်းနဲ့နော်ဘဲဥအလုံးကျွန်တော်တို့400 300တာပါနော်တန်ခါ1000အတွက်ဘဲဥလုံး400ဘဲဥနိုင်ချင်းနော်ကဲဒီချက်နေနေရင်ချက်ပြီးတော့ရောင်းကြည့်ပါအလုံးမတန်မှရတာကောင်းမယ်ဆိုတာယုံကြည်ပါလေနော်ဒီနေ့လိုက်ပေးရတော့ရောင်းစားမဲ့ရောင်းပြီးတော့အသက်မွေးမဲ့လူတွေအတွက်ထောက်ကူပေးပါနော်ကဲဒီနေ့လူတိုင်းနဲ့ပြင်ရတော့နော်ကိုနိုင်ဦးမမင်းမင်းခိုင်တမီမပပဝင်းမမျက်နှိုးသူမအေးမြတ်သူမိသားစုကုသိုလ်ပါဒီကုသိုလ်ကြောင့်နော်ရောင်းမန်းတာပြီးဝယ်ပန်းလှပါသည်စီးပွားလာပိုက်တဲ့ဒီလာတိုးတက်ပြီးတော့အလုတ်ကင်ကြံစီဒီလာတိုးတက်ပါသည်ဤကုသိုလ်သည်နိဗ္ဗာန်ဤထောက်ခံဖြစ်ပါသည်နောက်ဒီဘဝမှာလည်းအလွန်တမနော်ချမ်းသာကြွယ်ဝပြီးတကာလမြေကြီးထဲမှာရွှေတွေတီးပြီးတော့စီးပွားလာပါလေထားလို့တိုးတက်ပါကြောင်းဆုမွန်ကောင်းတွေပို့တာပါတယ်ဒေဝပေါင်းကလည်းဤကုသိုလ်ကိုဝမ်းမြောက်မှုမောတာရုဖို့ဆိုပါကုသိုလ်အမြယူတော်မူကြပါကုန်သောသာဓုကုသိုလ်အမြယူတော်မူကြပါကုန်သောသာဓုကုသိုလ်အမြယူတော်မူကြပါကုန်သောသာဓု